ကဲအဲ့မှာနော်စီးလိုက်ပါအောင်ဒီကောင်လေးတွေ second အလုံးတန့်ထရဟာတွေတော့အများကြီးထက်ရောက်ရှိထားပါရဲ့နော်အဲ့မှာ Vivo F100 ထဲကတော့ရောက်ထားပါရဲ့နော်အမဲရောင်လင်းပေါ်ရောင်ထက်ရောက်ရှိထားပါရဲ့နော်အဲ့မှာဒီကောင်လေးဆိုရင်တော့မန်ခုံးမှန်ပေါ်လက်ပွေတဲ့ထရဟာတွေပေါ့နော်ဒီကောင်လေးဆိုရင်ရောက် Oppo A3 Pro လို့ကြိုက်အရန်ကြိုက်တဲ့ထရပေါ့နော်ဒီကောင်လေးဆိုရင်လည်း Vivo S6 Pro ထဲက S9 တွေเนาะကီအများထဲပါပဲเนาะပြီးတော့ S9 ကီအများထဲက S9 Pro ထဲကဆိုရင်စင်းလုံးဆိုရင်ဒီကလေးဆိုရင်1000ကျော်1000ဝန်းကျင်အဲ့လောက်ပဲရှိမှာပေါ့เนาะဒီကောင်လေးဆိုရင်လည်းသူက1000ကျော်လေးပဲရှိမှာဒီကောင်လေးဆိုရင်တော့စင်းနေများစင်းနေတော့များမှာပေါ့เนาะဒီကောင်လေး1000ကျော်တော့ရှိမှာပေါ့เนาะဒီကောင်လေးဆိုရင်အဲ့မှာဒီကောင်လေးဆိုရင်သူက1000ကျော်တာလေးတွေလည်းရှိထားပါရဲ့เนาะအများကြီးထက်ရောက်ရှိထားပါတယ်လို့ချင်းချင်းဆိုများရှိရင်ကျွန်တော်စီမှာစက်ပရင်မြင်းလာလို့ရပါရဲ့เนาะPG ဘက်မှာဆိုရင်လည်းကျွန်တော်ပို့ပေးပါတယ်เนาะ quality နဲ့ပို့ပေးပါတယ်ယုံကြည်စိတ်ဆက်စွာနဲ့ဝယ်ယူအားပေးလို့ရပါတယ် software ပါညာဆိုရင်အကုန်လုံးထည့်ပေးပါတယ်เนาะအဲ့မှာသူကအပေါ်မှာအများခင်းလို့မရတော့လို့အများရှိထားပါတယ်เนาะလို့ရှိရင်ဆက်တွက်ခဲ့ပါเนาะအဲ့မှာ